တောက်တော့နေရေးကြည့်လိုက် ကျမဖျား ပြပါဗျာ ကျမဖျား ဒီနေ့တန်းလေသုံးတန်းပြောင်းလေးရကြဗျာအော်လေးရဆိုရပါဒီကပြောင်းလေးရတယ်တတိယဆုံးကျန်တယ်နည်းနည်းကြီး6တန်း9တန်း9တန်းလေး အဲ့ဒီဟာတတိယဆက် တပည့်တော်ဝင်တယ် ဒီလမ်းသားလေး 38တန်းနဲ့လာတယ်ဒီလိုဆိုဒီနာရတာဒီနာရတာဆို ဟုတ်ပြီလေတက်ထိုင်မမလေးထိုင် တော့ရတာစားအဲ့ဒီ38တန်းနဲ့လာတဲ့အဓိကအရေးကြီးတဲ့အတေဝနာသဘာလာနဲ့ပါဠိကိုအလွတ်ရနေဆုံးတယ်ပါဠိတက်ဆုံးတယ်မနေ့ကပြောရတဲ့ကိုရင်နဲ့ ခွေထုတ်မယ် ဖေထုတ်မယ် ကိုရင်နဲ့ပါရှိမနဲ့ယောဂီနဲ့ပါဠိကိုတော့စီဆုံးခိုင်းမှာအခုအကုန်လုံးတင်ခဲ့တဲ့ညာလို့ဆိုရတယ်ဘာသူလဲကိုရဲ့ကျင်းလာဦးလေကိုရဲ့ကျင်းလာတဲ့လေ ဟုတ်တယ်အော်အကုန်လုံးပြန်စီးရတာဝေးဘုံနဲ့ဒါတော့ပိုးသွားမယ်လူနာမြတ်မောကောင်းမှုမျိုးကို